နေရာလေးတစ်ခုရှိပါတယ်ရောက်လို့တော့တိုင်းခွဲပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေအမရမိပါတယ်အချိန်တွေပြောင်းလဲသွားပြီမဲ့မပြောင်းလဲရင်တိုင်းမဲ့ရှိတဲ့တွေနဲ့ပြောစရာတွေကြ